ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမှားကျင်ပါတယ်တဲ့ဟုတ်ကဲ့ရပါတယ်မှားလို့ရပါတယ်နော်အရင်ဦးဆုံးကိုကဆေးမှာမယ်ဆိုလို့ရှိရင်ဘာဆေးလဲပေါ့နော်လက်ကောင်းပြောက်ဆေးတစ်လားစာဆက်လားဂရီဂျီနာပြောက်ဆေးတစ်လားစာဆက်လားပေါ့နော်ဆေးရုံဆေးကန်းပြဘူးလားပေါ့နော်တကယ်လို့ဆေးရုံဆေးကန်းမပြဘူးကျမတို့ကလေအရင်ဆုံးဆေးကန်းပြစေခြင်းနဲ့မန်းသေးနဲ့အနီတော်ဝိုက်ဆိုလို့ရှိရင်ကျမတို့အပြည့်ဆေးကန်းကိုလာပြလို့ရတယ်54A 126 129မှာအမျိုးသမီးလူနာဆိုရင်ကျမကိုယ်တိုင်အမျိုးသားလူနာဆိုရင်ဆရာကိုယ်တိုင်အသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်တကယ်လို့ဆရာမရေနော်လာဖို့မလွယ်ဘူးပေါ့နော်နာမည်ကသားငယ်နော်တကယ်လို့ဆရာမရေကျွန်တော်တော့လာဖို့မလွယ်ဘူးနော်ရဝေး area ဒေသကဖြစ်မယ်ပြပနိုင်ငံရဲ့ခြားကဖြစ်မယ်ဆိုလို့ရှိရင်ရတယ်နော်ကျမတို့ Viber နော်ကျမရဲ့ Viber အကောင့်3999425394ရဲ့3992599693ပါပေါ့နော်ဒီစေကန်း Viber အကောင့်နှစ်ကောင့်မှာကုစားတဲ့ပြီးငွေလွှဲနဲ့အတူအသေးစိတ်တိုင်တွေဆွေးနွေးပြီးတော့မိမိယောဂနဲ့နော် online ပေါ်ကနေပြီးတော့စေကန်းပြလို့ရတယ်စေကူသားမှုခံယူလို့ရတယ်မိမိပုံနဲ့နာပုံနဲ့အတူအသေးစိတ်တိုင်တွေဆွေးနွေးနော်ပြီးမှလို့ address ကိုပဲနော်ဆမအမျိုးဆိုရင်ကျွန်တော်ဘယ်လိုဆက်သွယ်ရမလဲ Viber မှာအရင်ဆုံးဆမကိုစာပို့ထားပြီးနော်ဆမအပြည့်စည်းကလူနာအားတဲ့ချိန်မှာဆမ Viber ကိုဝင်ကြည့်ပေးမယ်ကိုစားရက်ပြီးအနေနဲ့ကဆမတို့ကပြည်တွင်းလူနာဆိုရင်2000ပြပနိုင်ငံရဲ့ခြားလူနာဆိုတော့3000ရှိပါတယ်နော်ကိုစားရက်ပြီးငွေလွှဲနဲ့အတူမိမိရဲ့အနာပုံနဲ့အတူနော်အနည်းအောင်ကောင်းကောင်းရတဲ့နေရာမှာအနိကရိုက်ထားတဲ့အနာပုံအနည်းဆုံး2ပုံပေါ့နော်ဘယ်ကနေဘယ်လိုစဖြစ်တယ်ဖြစ်တာအတင်းအဖြစ်ဘယ်လောက်ကြာပြီလဲပေါ့နော်အသေးစိတ်ဒီ discussion လုပ်ပြီးတော့မှဆရာမတို့ကမိမိယောဂနဲ့ကိုက်နေတဲ့လိုအပ်တဲ့ဆေးကိုဝယ်နော်ဆေးဝယ်ဖို့မလို့နဲ့လူနာတစ်ယောက်နဲ့တစ်ယောက်ကမတူဘူးကွယ်နော်လူနာတစ်ယောက်နဲ့တစ်ယောက်ကမတူဘူးလက်ကောင်းခရစ်တီနာဆိုပွဲနာဆိုချင်တာဘယ်ယောဂအစင်းထဲမှာပါနေလဲနော်မိမိဒီတစ်ခုတည်းဖြစ်တာလားနှစ်ခုပူးတွဲပြီးဖြစ်တာလားဆိုကင်ဆာပဲရောက်နေသလားဆိုကျွမ်းလို့ဖြစ်နေသလားနော်ဒီလိုမျိုးလေးတွေတိတိကျကျသိစာသိရဖို့အတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးပြီးမှလိုအပ်တဲ့ဆေးကိုဤစနစ်တစားနဲ့ကုသမှုခံယူတာအကောင်းဆုံးပဲနော်ဆိုတော့နီးတယ်ဆိုရင်အပြည့်စည်းကန်းကိုလာပြတော့လူနာအတွက်ပို့ပြီးတော့ကောင်းပါတယ်ဟုတ်ကဲ့ပါသိချင်တာရှိရင်လည်းမှတ်ထားခဲ့ပြီးပါကျွန်မအပြည့်စည်းကန်းလူနာအားတဲ့ချိန်တိုင်းဝင်ပြီးဖြည့်ပေးထားပါမယ်နော်ဟုတ်ကဲ့ပါချစ်ရိုက်မိတ်ဆွေများအားလုံးအနာရောဂါကင်းရှင်းပြီးကျန်းမာပျော်ရွှင်ကြပါစေရှင်